ကိုပိန်သိရစမရှင်ကတော့ခေါ်ပြီးပါဒီမှာမရတော့အရန်မွေးရခန့်နေပြီစစ်စစ်တာပါယူခဲ့ပြီနော်ဆရာမရှစ်ပေါ်ကြောင်းမင်းမကိုကူမင်းမဆိုအစင်မပြေဘူးလေဆရာမရကြသူကူမွေးမရမှာဒီမှာကက်လိုက်ရင်ဖြစ်နေတယ်သူကူပေးမရမှာပြောပါသွားပါ你没拿不过一件，早就没拿啥好来噻。我干嘛去了？哦，我先把那过来养你啦。什么货？ကိုပိန်သိ什么？哪里来？ဒီမှာလေးမွေးရခန့်နေတယ်ကက်လိုက်ရင်ဖြစ်နေလို့ကိုပေးပါဦးဒီကူမွေးပေးပါဦး后面什么货？这不那我鼓励吧我对吧？我不一样，喏。好大为什么？可里我你不要。ဟုတ်တယ်အားကြောင့်မို့လေခေါ်လိုက်တာမျိုး哦，什么？我俺都知道可里我没人要带回来，喏，什么？我管你不会。ဟုတ်ကဲ့ပါ这没买嘛？家里面嘛，都干了嘞。这不让问题啊？这哪里不嘛？我来。这不这么。对，我家里。哎呀，把那你看没有？你那么家？你没家你。啊！你那么家？啊！公家拿的，哦，鸡肉，俺那没家盖过，鸡肉盖过没？哦，你们还要讲我了，我讲，然后干，然后阿三比干的，然后阿三比干的他。我讲你，这他好吧你我把你说的那个毛，没有嘛，哎救命不行快点，你没嘛不厉害。你妈耶，你妈。不要加耶ဒီနေ့တော့မလွယ်ဘူးမိမကြီးတော်တော်ပြင်မှန်တာဟောဒီကမိမလေးရဲ့မျက်နှာကိုမြင်တော့မှပဲကိုရင်ထဲမှာမောကိုပြေသွားတော့တာပဲ ဒီပါဦးငါမိမလေးဆိုတော့ဘာလဲမိမကြီးရှိလို့လားဟုတ်လား မရှိပါဘူးဘယ်ကမိမကြီးရှိရမှာတော့မိမကြီး နော်ရှိလို့ကတော့အကိုကိုတက်ပြစ်မှာသိလားကျုပ်ကတဝင်းတို့တက်တယ်ဆိုတော့သိရမလားမောင်းတောင်ဝေစားမယ်ယောက်ျားတော့ဝေမယူနိုင်ပါဘူးလူကြီးရေပေးစားလို့ယူခဲ့ရတယ်ဆိုပေမဲ့ကျုပ်ကလေအကိုတကယ်ချစ်တာတော့အကိုကကျုပ်ကိုတကယ်ချစ်ရလား မိမလေမေးပြန်ကိုကလေဟောဒီကမိမတယောက်တည်းကိုပဲအသေးရောအသက်ရောအားလုံးပုံပေးပြီးချစ်တာပါမိမကြီးနော်ဘယ်လောက်ချစ်လဲဆိုတာတက်သိပြမယ်နော်အကိုဒါဘာဖြစ်တာလဲအကိုပုံစံကြည့်ရလဲမတက်မတာနဲ့ဘာလဲရန်ဖြစ်လာတာလားဟလား မိမလေကိုဘယ်တော့ရမ်းပြစ်ဘူးလို့တော့ဟိုဒါလေမကြချစ်လိုက်တာအိုးချစ်တယ်ဆိုဟိုလိုချစ်တာမဟုတ်ဘူးနော်အိုးမကြကုတ်လိုက်တာအဲ့ဒါကိုပြောတာ မကြာဆိုတာကိုပိန်သေးရဲ့မိန်းမဘိုက်ကြီးတဲ့မကြာကိုပြောတာမလားဟုတ် तू ကအကိုဘာလို့ကောက်လိုက်တာလဲ မကြဒီနေ့ကလေးမွေးတာလေမိမရဲ့ဆီယမနော်ဖောလာကိုလည်းမွေးပေးတာအဲ့ဒါကလေးကမွေးရဖွာရခတ်နေလို့ကိုယ်လည်းဝင်ပြီးတော့မွေးပေးလိုက်ရတာ အကိုကကလေးဝင်ပေးတယ်ဟုတ်လား ဟုတ်တယ်လေမိမရဲ့မကြအပြိုဘိုက်ကလည်းဖြစ်ဟိုကလေးမွေးဘူးတဲ့အတွေ့အကြုံကလည်းမရှိတော့တော်တော်မွေးရဖွာရခတ်နေတာပြီးတော့ကလေးကလည်းခေါင်းပါတယ်ဟိုဒီကန့်လန့်တိုက်နေတာထွက်เสียရှိတော့မထွက်ဘူးအဝမှာလေအဲပြူတိဖြစ်နေရတယ်မနှဲကိုလှန်ကားပြီးအတင်းကိုဆွဲထုတ်ခဲ့ရတာဟိုဒါမဲ့ကလေးမွေးတွေကလေဟိုပထမဆုံးအတွေ့အကြုံမို့လို့လားတော့မသိဘူးစိတ်ဝင်စားပြီးတော့ကောင်းတယ်မိမရဲ့ ကိုချက်ဖွယ်ရှင်တော်ကလေးမွေးရတာအရသာတွေ့နေရမဟုတ်လား
အဲ့လိုမဟုတ်ဘူးလေမိမရဲ့ဟိုဒါအလုပ်သဘောပဲလေဟိုဇကပုံတော်ရှိရလေမိမရဲ့မမြင်ဘူးဆေးစရာတဲ့ ။အော်ရှင်ကမမြင်ဝင်နိုင်မြင်လာရတယ်ဆိုတော့တော်သဘောကျနေပေါ့ဟုတ်လား။ကျမလေရှင်အဲ့လိုမထင်ထားဘူးသိလား။ရှင်လေတို့အချက်မကောင်းတဲ့သူပဲ မဟုတ်ဘူးလေမိမအဲ့လိုမဟုတ်ပါဘူးမိမထင်တယ်လို့မဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူး တော်ပြီရှင်ကျမကိုဘာမှလာရှင်းပြမနေနဲ့ကျမရှင်ကိုပြောထားပြီးသားယောက်ျားကိုဝေးမယူနိုင်ပါဘူးလို့အခုကိစ္စကလေကျမတော်တော်ရင်နာတယ်သိလားကျမလေရှင်နဲ့တော့မနေနိုင်တော့ဘူး မလို့ပါနဲ့မိမရဲ့အဲ့လိုမလို့ပါနဲ့မိမရဲ့နော် တော်မဖဲရှင်ဟိုကိုင်းဒီကိုင်းလက်ကြီးနေကျမတောင်းမထင်နဲ့ရွှန်းနေဖဲ ဟာမိမရဲ့မလေးအဲ့လောက်ကြီးလည်းမကန်လိုက်ရပါဘူးမိမလာအောင်မယ် ဟိုက်ကိုတေချာ view site ရနော်ဟုတ်လားအိတ်တဲ့ခါမှာလဲစောင်းအိတ်နော်ပြပြလေးပလဲလန်ပြီးတော့အဲ့လိုမျိုးအိတ်ချင်းတို့မအိတ်ရအောင်နော်ဒါ ဆမ ရှင် ဆမတော့စားပါလာတယ်စင်းကောင်စားရောက်လာတယ်ကျွန်တော်ယူလာပေးတာ ဟုတ်ကဲ့ကျေးဇူးပါရှင် ဟုတ်ကဲ့ပါခင်ဗျ ဟဲမေနေမကောင်းလို့စေးရုံတင်ထားရတယ်တဲ့ဒုက္ခပါပဲ ဆီယမမေနေမကောင်းဆိုတော့ဆီယမပြန်ရမှာပေါ့နော် ဟုတ်တယ်ကျမခွင့်ယူပြီးပြန်ရမယ် ဒုက္ခပါပဲဆီယမရဲ့ကျမရဲ့မိဘမြန်ကြီးကလည်းပေါက်လို့ဆဲဆဲဖြစ်နေဘယ်လိုလုပ်ရမလဲ ဟုတ်တယ်ဆီယမပြောတော့ရွှေကြီးကလည်းမွေးတော့မှာဆို ကျမဘက်ကလည်းမွေးတော့မှလေးဆရာမရဲ့ စိတ်မပူပါနဲ့မေနေကောင်းတာနဲ့ကျမချက်ချင်းပြန်လာမှာပါတိတ်လည်းမကြတော့ပါဘူး ဆီယာမပြန်မလာခင်ကျမတို့ခလေးမွေးခြင်းဘယ်လိုလုပ်ရမှာလဲ ချစ်ဖွယ်ရှိတာပဲသူမွေးပေးမှာပေါ့ ချစ်ပွဲယောက်ျားလေးဆိုတော့လေဟိုသူမွေးပြီးရှက်စရာကြီးဆီယမ အဲ့လိုဒါကျမ်းမာကြီးပဲချက်စရာမှမဟုတ်တာချစ်ဖွယ်လဲအရန်တော်တဲ့ကျမ်းမာကြီးတယောက်ပါကျမမရှိခင်အချိန်မှာတော့ချစ်ဖွယ်ကဒါကြလက်သေးပေါ့ ဟာဟဲ့ရခေါင်းတွေကြီးထိုးဖွားနေတယ်ပေါက်တွေတန်းနေကြလာအောင်မယ်အခုဖြစ်နေတဲ့ကိစ္စတေချာစဉ်းစားအောင် စဉ်းစားနေရပဲကွာစဉ်းစားလို့မရတာကွာအမင်းမမွေးကနေမှာကွာကျမတော့ဘုန်းတော်မြနေမကောင်းပြရတယ်လို့ အေးကွာတိုက်ဆိုင်ငါတို့မိမတွေမွေးပြီးတော့မှနေမကောင်းဖြစ်ပါတော့လား ဟေ့နေမကောင်းဖြစ်တာအောက်ထားလို့ရမလားကွာမင်းရောက်လဲဟိုနေအဲ့ဒါတော့ကွာမင်းအပြစ်ပြောလို့မရဘူးကွာ ဟာဖျောင်းငါတို့မိမတွေကိုမမွေးသေးပဲနဲ့အောက်ခိုင်းတာပြီးတော့ဆရာမတော်ဘုန်းတော်လာမွေးခိုင်းရောဟမ် ရမယ်ဟေ့ဘိုက်ကြီးတယ်ဆိုတာအခုမွေးချင်မိုးမယ်အခုမွေးချင်အောက်ထားမယ်ဖြစ်မလားကွာမင်းကလေသူ့ချိန်နဲ့သူမွေးရပွားတယ်ဟောဟိုမှာရွာလေကမငွေဘလူး မငွေကြည့်တာ မငွေကြီးအေးမငွေကြီးရွာလေမငွေကြီးသူ့ဆိုအိမ်သားချင်လို့အိမ်သွားတက်လာတယ်အီးလိုက်တယ်ခလေးပါခကြဘလို့မပြော အဲ့လိုမှသိကွာငါမင်းပေါ့ကပိုင်မကြည့်တိုင်းပါဘူးကွာ အဲ့တော့ပဲစိတ်ထိန်ပေါ့ကွာမင်းကလည်း ငါတို့ရွာမှာလေဆီယာမလည်းပြန်သွားပြီရက်လက်ကြီးတော်မကြီးကလည်းမရှိတော့ဘူးဆိုတော့ငါတို့မိန်းမတွေတော့ခုကေရမဲ့ပါပြီကွာဟုတ်ပါကွာ ဟာငါတကယ်ကြီးဟမ်လူစုံတက်ဆုံပါလားခေါင်းချင်းနေဆိုင်ပြီးတော့ဘာတွေပြောနေကြတာပြောသမော နောက်ရှက်ပဲကွာ လို့ကွာဆီယာမနော်ဘောလာလည်းသူ့မိနေမကောက်လို့လေမျိုးပြန်သွားအဲ့ချိန်မှာပဲငါတို့မိန်းမတွေမှာနေစည်းလာစီဖြစ်တယ်မွေးဖို့ဒုက္ခရောက်အဲ့ဘလုံးမွေးရမှလည်းမသိဘူးစိတ်ညစ်ထိုင်ပြောနေကြတာ ဩဒါများကွာရှင်းရင်ဝေးများစဉ်းစားနေသေးတယ်ငါမွေးပေးမှာပေါ့ ဟာမင်းမွေးမယ် အေးလေငါဒီရွာရဲ့ကျမ်းမာရေးမှုလေကွာနော်အဲ့တော့ဒီရွာမှာရှိတဲ့လူတွေအားလုံးရဲ့ကျမ်းမာရေးကိစ္စမှန်သမျှငါနဲ့သက်ဆိုင်နေကွာအဲ့တော့မင်းတို့မိန်းမတွေရဲ့ကိစ္စလည်းငါကိစ္စပဲပေါ့ဟုတ်တယ်မလားအဲ့တော့မင်းတို့မိန်းမငါမိန်းမပဲနေပါဦးဘယ်လိုပြောလို့အဲ့လိုဒေါသတွေထွက်နေရလဲငါဥမာပြောတာပါငါမင်းတို့ရဲ့တငယ်ချင်းလေကွာအဲ့တော့မင်းတို့ရဲ့အပူကလည်းငါအပူပဲပေါ့မဟုတ်ဘူးလား ဟေ့မင်းကကလေးမွေးပဲပြောအောင်မင်းကတောက်ဖို့တယ်မဟုတ်ဘူး ။တာဘောဆရာမတော့လည်းမဟုတ်ဘူးကွာ။ဒါပေမဲ့တာဘောပညာရက်တွေကိုငါလေ့လာဘူးလေကွာ။ဟဲ့မင်းတို့လေရှေ့ရှေ့ဝေးဘာမှကြည့်မနေနဲ့နော်။မတ်ကြကိစ္စတော့ကဆရာမနော်ဖောလာကိုလည်းမွေးပေးတာလေ။ရမှမရတာ။မင်းငါဝင်ပြီးတော့ကူမွေးပြီးတော့မှခလေးကပြုတ်ဆိုထွက်လာတာဗျာ ဟေ့ရအပိုးတွေပြောမနေနဲ့မင်းဘေးကကူတာပဲရှိတယ်တကယ်တမ်းမွေးသွားတာဆီယာမနော်ဖောလာဝေးသွားတာဟဲ့ရ ။တန်ကြောင်မင်းဘာမှမသိရနဲ့ရှောက်ပြောမနေနဲ့နော်။မတ်ကြကိုလည်းသွားပြီးမေးကြည့်လိုက်အောင်ဆရာမနော်ဖောလာမွေးပေးတာလားငါမွေးပေးတာလားဆိုသွားမေးကြည့်လိုက်မင်း။ဒီမှာရောက်ပညာရဲ့တစ်ခုဆိုတာအမြဲတမ်းလေ့လာနေရမယ်သင်ယူနေရမယ်
အုံနောက်ကိုအမြဲတမ်းသုံးနေရမယ်နော်အေးမင်းတို့နားလဲအောင်ငါပြောမယ်ဆိုရင်ငါတို့ငငယ်တော့ကွာငါတို့တွေကနန်းနိုင်ပြန်ရတယ်အေးအဲ့ဒီအချိန်မှာဘသူကနန်းအများဆုံးရလဲပြော အဲ့ဒါတော့မင်းပေါ့ကွာမင်းရလေ ဒါပဲလေဟေ့ဟေ့အဲ့ဒါလည်းဘာမှမဆိုင်ဟိုကကနန်းနိုင်တာအခုကခလေးမွေးမာလေကွာ သဘောတရားညာတူတူပဲနော်ငါမက်ကြောကိုမွေးပေးတဲ့အချိန်တုန်းကလည်းငါမက်ကြရဲ့မျက်နှာကိုကြည့်ပြီးတော့မွေးပေးခဲ့တာမဟုတ်ဘူးအေးမင်းတို့မိန်းမတွေခလေးမွေးတဲ့အချိန်ကြလို့ရှိရင်လေငါမင်းတို့မိန်းမတွေရဲ့မျက်နှာကိုကြည့်ပြီးငါမွေးမှာမဟုတ်ဘူး ဟိုဆိုပါ မင်းကငါတို့မိန်းမမျက်နှာကိုကြည့်ဘာကိုကြည့်ပါလဲ ဟောကြည့်ပါလေ ဟောကြည့်ပါလေ ဒီကောင်နေဟမ်မင်းတို့ကတရားသဘောကိုနားမလည်ဘူးပဲဟဲ့အောင်ဖြစ်စဉ်ကိုကြည့်ပြီးငါမွေးမှာနော်ခလေးကဘလို့ချွေးနေရှိတယ်ခလေးကဘယ်ကနေထွက်မလဲနော်ငါအဲ့ခလေးထွက်လာမဲ့နေရာကိုပဲငါစူးစက်စက်ကြည့်ပြီးတော့ငါသိချာမွေးတာ အဲ့ဒါကနန်းကြီးမဟုတ်ဘူးလေကွာကနန်းကြီး သဘောတရားအတူတူပဲလို့သဘောတရားအတူတူပဲနော်မင်းတို့ကတရားတွေပဲမနာဘူးကြဘူးလားတရားသဘောကိုမင်းတို့တွေမသိကြဘူးလားဟမ်ဒီမှာရောက်လောကကြီးမှာငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမရှိဘူးလောကကြီးမှာရုပ်ရည်နာမ်ရည်နှစ်မျိုးပဲရှိရနော်အေးအဲ့ကြောင့်ငါစေးကူးလို့ရှိရင်လည်းငါရုပ်နဲ့နာမ်နှစ်မျိုးကိုပဲကူတာဥမာပြောရရင်ကွာလက်ပေါ်မိန်းမငါမိန်းမရဲလို့ငါတတ်မှတ်တာမဟုတ်ဘူးနော်ငါရုပ်နဲ့နာမ်ကိုပဲကူတာမင်းတို့မိန်းမရဲ့ငါမိန်းမရဲ့ငါခွဲကြတာမဟုတ်ဘူးကဲတော်ပြီကွာဟဲ့မောတယ်နော်မင်းတို့ကောင်တို့ရှင်းပြနေနားလေပဲကောင်နေမဟုတ်ဘူးနော်ငါအခုအဘကျော်ကိုတွားပြီးတော့စေးကူမှာအေးဒါပေမဲ့အဲ့ဒီအဘကျော်ကိုလည်းငါအဘကျော်လို့မြင်တာမဟုတ်ဘူးရုပ်နဲ့နာမ်လို့ပဲငါမြင်တာနော်အဲ့တော့မင်းတို့ကောင်တွေမင်းတို့ရဲ့မိန်းမကိုငါနဲ့မွေးခြင်းလဲမွေးမမွေးခြင်းလဲနေအေးစကားမစတစ်ခုတော့ပြောလိုက်မယ်နော်ဒီတရွာလုံးမှာလက်သေးဆိုလို့ငါတယောက်ပဲရှိတာနော်ကောင်းတော့ဖြစ်စဉ်ကိုစဉ်းစားနော်ဖြစ်စဉ်ကဖြစ်စဉ် ချစ်ဖွယ်ပြောသွားတယ်ဟုတ်တော့ဟုတ်တယ်လို့ပြော ဘာဟုတ်တာလဲလို့ဟမ် ငါတုံးဒီကောင်ပြောတာမင်းကြားလားဟမ်မင်းတို့မိန်းမတွေကိုမျက်နှာကိုမကြည့်ဘူးလားဖြစ်စဉ်ကိုကြည့်မှာဖြစ်စဉ်နဲ့ အေးဒီကောင်းတော့ဖြစ်စဉ်ငါတို့တွေကကျွတ်စင်ကြီးဖြစ်နေတာကွာကျွတ်စင်ကြီး ဒီမှာရောက်နေမင်းတို့မိန်းမတွေကိုဒီကောင်နဲ့မွေးခိုင်းခြင်းမွေးခိုင်းမမွေးခိုင်းခြင်းနေငါတော့ငါမိန်းမကိုဒီကောင်နဲ့လုံးဝမအပ်ဘူးလုံးဝမအပ်ဘူးဒါပဲ ကောင်းတယ် မူကြီးချောလိုက်တာငါသားလေးမွေးလာရင်ဒီလိုမျိုးချောလေးမွေးလာ ရွှေကြီးနေတာဘာလုပ်လဲဟမ် ပုံကန်နေဘာဖြစ်လို့ဒီမှာကြည့်ပါဘယ်လောက်ချောလဲအဲ့ဒါခလစ်ဖေး ဘာ အော်ဖြစ်ချင်တာကိုပြောတာပါဟိုသားလေးကိုလေဟိုချောလေးဖြစ်စေချင်တယ်မင်းသားပေါ်ခဏခဏကြည့်ရှင်းရုပ်ကြီးပဲနေတိုင်းကြည့်နေရှင်းတော့ဘလူးတစ်ပတ်ရုပ်လေးထွက်လာ ရွှေကြီးနင်ဘာစကားပြောလိုက်ကြလဲနင်ငယ်တုန်းကလည်းချစ်ဖွယ်ကိုတပတ်တက်ကြိုက်တယ်နင်အခုလည်းမင်းသားကိုကြိုက်နေပြန်ပြီလားဟမ် မင်းသားကိုကြိုက်တာဘာဖြစ်လို့လဲရှင်းရလေဘာကြိုက်တယ်မတိုးရင်တိုးနေပြန် ဟဲ့ရွှေကြီးနင်ဟာငါရဲ့မိန်းမဖြစ်နေနင်ဘယ်ယောက်ျားမှကြိုက်စရာအကြောင်းမရှိဘူး ဟောရင်ထဲကကြိုက်တာလေရင်ထဲကကြိုက်တာအပြစ်ပါဖောက်ပြန်နေမှာမဟုတ်တာဘာဖြစ်လို့လဲ ဟဲ့နင်စိတ်ကအခုဖောက်ပြန်နေတာလေဖောက်ပြန်နေတာနင်စိတ်ကဖောက်ပြန်နေတာ အမလဲတော့ဘာဖြစ်နေတာလဲဘာမဟုတ်တယ်လေဘာလို့ရေးကြီးခွန်ညာလုံနေရလဲကြောက်ကညံ့တာပါငငယ်တဲ့ကလေချစ်ဖွယ်ကိုရအောင်ယူအခုတော့လေဘေးကယောက်ျားကလေဖြစ်ကနေဆိုဒေါသကလည်းထွက်တဝင်ကလည်းတုံးဟောနဘုံနှစားကလည်းအရန်လုံနေ အဲ့ဘာဖြစ်လဲဟမ် အားကြောင့်လေအခုဆိုဆူတောင်းနေမွေးလာတဲ့ကလေးကိုသားလေးဖြစ်ပါစေပြီးရတဲ့လေပြေတီဦးလို့ချောလေးမွေးပါစေလို့ဟောပြေတီဦးနဲ့မတူလဲကိစ္စတော့မရှိပါဘူးချစ်ဖွယ်နဲ့တည်းချောတာ အော်ပိုးဆိုးသွားပြီနင်စကားတော်တော်လွန်လာပြီနော်ကျွတ်ကြီးနင်မွေးလာတဲ့ကလေးရတယ်ချစ်ဖွယ်နဲ့တူတူကနင်အောင်ကတတ်မှာ အောင်မဲတက်လေတက်ကြည့်လိုက်ပါ တတ်မှာငါတတ်မှာနော်အေး ရှင်တက်လို့ကျမသေသွားတယ်ကျမကလေးကတော့ချစ်ဖွယ်နဲ့တူနေအောင်ပါပဲ ကျွတ်ကြီးလောက်လိုက်တော့မယ်နော်ငါလက်ပါတော့မယ်နော်အေးနင်ဘတ်ကြီးလို့ငါမလောက်တာနင်ဘတ်ကြီးလို့မလောက်တာ လောက်လိုက်တော့မလို့လေကြောက်ကြမလား ငါလောက်တော့မယ်ငါစိတ်ကသိတယ်နော်ကျွတ်ကြီးနင်သတိထားနေကျမတွဲမယ်အဲ့ကောင် လာခေါ်မဲ့လင်ကိုမျောနာပါအဲ့ဒါဆိုလဲဘာလို့မူနေသေးလဲဟိုနေ့ကလာခေါ်တော့လိုက်သွားလိုက်ပါလားအဲ့တော့ကွာမလေးရှင်းမလေးနဲ့မူနေပြီးတော့ခုမှလေဘင်းကိုကြိုးကြမတက်မျောနေတာ အမေကလည်းအမေဘက်ကိုချင်းစာကြည့်လေ
အဖေနဲ့အမေရဲ့ဖြစ်တော့ကအမေအိမ်မောကဆင်းသွားတဲ့အချိန်အဖေလာပြန်ခေါ်တော့မှာရောအမေချက်ချင်းပြန်လိုက်သွားလို့လားလို့ ဘယ်လိုက်ပါမလဲနည်းနည်းပပတော့မူပေးရတာပေါ့ သမီးလည်းအဲ့လိုပဲပေါ့နည်းနည်းပါးပါးတော့မူဝသေးရပေါ့ အေးမူဟိုကလာမခေါ်တော့မှခက်တွေ့နေမယ်နော်အခုတော့မျောကလေဘင်းကကျိုးကြ ကိုပြန်လာခေါ်မှာသမီးသိဟာတွေ့လားအခုလာခေါ် ကျွန်တော်လာအောင်မေကိုပြန်ခေါ်သွားမယ်နော် ခေါ်သွားတော့ နေစမ်းမအောင်လာခေါ်ရပြောရအောင်ဘယ်သူကပြန်လိုက်မယ်လို့ပြောလို့ ဩမိမရဲ့ကိုတောင်းမှန်ပါတယ်နော်ကိုနဲ့ပြန်လိုက်ခဲ့မိမမရှိရင်ကိုတကယ်ကိုမနေတတ်လို့ပါ မနေတဲ့တခြားသူခေါ်နေပေါ့ မိမလည်းကိုကဘသူ့ခေါ်နေရမှာလဲကိုကလေဟောဒီမိမတယောက်တည်းဟိုပဲချစ်တာမိမရဲ့နေရာမှာလေဘသူ့မှအစာမထိုးနိုင်ဘူးဟုတ်ပြီလား ပို့လေ မဟုတ်ဘူးမိမရဲ့တကယ်ပြောတာပါမိမမရှိတဲ့ညတွေလေကိုအိတ်လို့မရဘူး တဘိုးကိုက်လို့နေမှာပေါ့ အာဘေးရတာဂျဘိုးကိုက်ရမှာတော့မိမကိုလွမ်းလို့မိမကိုချစ်လို့နော်မိမနော်ဘနောက်ဆိုရင်လေမိမမကြိုက်တာကိုဘာတစ်ခုမှမလုပ်တော့ဘူးလေနော်မိမကိုအတက်နိုင်စိတ်ချမ်းသာအောင်ထားမယ်ဟုတ်ပြီလား တကယ်နော် တကယ်ပေါ့ နောက်တစ်ခါကျုံမကြိုက်တာတော့တကယ်မပေါင်းတော့ မလုပ်ပါဘူးဆိုနော် လောင်းမယ် ဒီနေ့မလား အမေကနေပြန်လာပြီလား ငါဘယ်ကပြန်လာပေါ့ အမလေးလှအောင်မဲ့ပြန်လာလို့ရှင်ချစ်ဖွယ်မျက်နှာရပြုံးဖြီးနေရပဲ ရှင်းမလားမဖြစ်နေရလဲတတိနေစမ်း အေးပါ ဒါနဲ့ချစ်ဖွယ်ဆမ်းမတော်ဖော်လာတဲ့တင်ရောဘာကြားသေးလဲ ဟေးယာဆရာမသတင်းလည်းဘာမှမကြားပါဘူး ဒုက္ခပါပဲဟဲ့ငါဘိုက်ကလည်း9လကျော်လာပြီဟာဆမ်းမတော်ဖော်လာပြန်မလာရဲ့ငါဘယ်သူနဲ့မွေးရမလဲမသိတော့ပါဘူးခဲ အိမ်ကကျွဲမကြီးကတော့သူ့မွေးသွားတာပဲ ဟဲ့လာအောင်မယ်အဲ့ဟာတလိမ့်ဆန်လေသူ့ကသူမွေးမှာပေါ့ငါလူဟဲ့ကိုယ့်ဘာသာကိုမွေးလို့မရဘူးပြီးတော့ငါအပြိုပိုက်ချစ်ဖွယ်တကယ်လို့လေဆမ်းမတော်ဖော်လာပြန်မလာငါ့ကိုနင်မွေးပေးစမ်းပါဟဲ့နော် ဟိုအဲ့ဒါဟိုအဲ့လောက်မလွယ်ဘူးက ဟဲ့နင်ကငါယောက်ျားမွေးတော့တော်တော်ခံချင်နေရပေါ့လေဟုတ်လားဒီမှာငါတို့ပြောထားပြီးသားနောက်ဘယ်မိန်းမအောင်မှမမွေးပေးရပါဘူးလို့ပြီးတော့လေရွာရလူလည်းပြောလိုက်ရောငါယောက်ျားကလေကျမ်းမာရေးမှုတောက်ဖွားချင်မှာမဟုတ်ဘူးလာယောက်ျားသွားမယ် ညညကိုခေါ်ထားရမလားမလာသေးပါလားနောက်ကျလိုက်တာအေး ခေါ်ထားတယ်လေလာမယ်တော့ပြောတာပဲ ဟုတ်လား ။အော်သူ့ယောက်ျားငမှုရင်းနေလို့နေမှာပေါ့ ဟောဟိုမှာမြင်လာပြီ ညညရဲ့နောက်ကျလိုက်တာဒီမှာလူကစုံနေပြီတော့အေးဟဲ့အိမ်မှာငမူးကောင်ရင့်နေလို့ ထင်သားပဲ ။ကဲနေပူတယ်တဲတဲသွားအောင်လား အေးဟုတ်တယ် ကောင်းရရှင်ပြောတော့မွေး အမောပြေသွားပဲနော်ချစ်ဖွယ်ပြောရတော့လေဆရာမတော်ဖော်လာတဲ့တင်ကိုဘာမှမကြားဘူးတဲ့ ။ဟမ်ဆရာမပြန်မလာဘူးဆိုရင်ကျုပ်တို့တွေဘယ်လိုလုပ်ကြမလဲ ဆရာမပြောတာချစ်ဖွယ်မွေးပေးပါနဲ့ ဖြစ်ပါမလားသူတော့ပါဆရာမဟုတ်လား ကျုပ်မွေးတော့ကတော့ဆမ်မတော်ဖော်လာကိုချစ်ဖွယ်ဝိုင်းခုပေးတာအဆင်ပြေပါတယ်တော့ချစ်ဖွယ်ရတော့ပါတယ်အမလေးကျုပ်ဖြစ်လေဘိုင်းနာနာနဲ့လေသူ့ကိုကုတ်ဆွဲပြီးတော့ညစ်တာကလေးမွေးတဲ့ကျုပ်ထက်တော့သူကပေါ်နာပါ ဆရာမပြန်မလာလို့လေချစ်ဖွယ်မွေးပေးမယ်လို့မထင်နေနဲ့ဩသူ့မိမလှအောင်မယ်သဘောတူမှာမဟုတ်ဘူးကန့်ကွက်အောင်မှာ ဟဲ့ဘာကန့်ကွက်စရာရှိလို့လဲသူ့လုံတဲ့ဟာကို အမကလည်းမကြမွေးတော့ဆိုရင်လောင်းမဲ့အိမ်ပေါ်ကဆင်းသွားတာသူတိတ်တဝင်တူတတ်တာ